ပကြီးကားတွေဖြစ်သွားတဲ့ ranking ရဲ့အနီးကပ်ဆက်တက်ကတ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးဆိုတာအမှုပညာဖြစ်တယ်လို့အာဆင်နယ်အသင်းရဲ့နီးပြဟောင်းကြီးအာဆင်ဝင်းကားကပြောခဲ့ပူပါတယ်အာဆင်ဝင်းကားပြောခဲ့သလိုဘောလုံးရဲ့ထူးခြားတဲ့ဖြစ်ရပ်တွေကိုအပျော်တမ်းပကြီးစရာတူကအမှုပညာဖြစ်ဖန်တီးခဲ့ပါတယ်သူကရှောင်းဟတ်လို့အမည်ရတဲ့ Iris လူမျိုးပကြီးစရာဖြစ်ပြီးတော့ Manchester United ရဲ့အသင်းကောင်းဆောင်ဟောင်း ranking အနီးကပ်ပြခံရတဲ့ဖြစ်ရပ်တွေကိုတီးတန့်စူးစီးပြီးပကြီးကားတွေဖြစ်ဖန်တီးခဲ့တာပါranking ဟာ Manchester United အသင်းမှာ1993ခုနှစ်ကနေ2005ခုနှစ်ထိ12နှစ်ကြာကစားခဲ့ပြီးတော့သူပြသခံခဲ့ရတဲ့အနီးကပ်စုပေါင်းဟာ17ကတ်တိရှိခဲ့ပါတယ်။ဒါကြောင့်ရှောင်းဟတ်ကဒီအနီးကပ်ဖြစ်ရပ်တွေကိုပကြီးကားတွေဖြစ်ဖန်တီးခဲ့ပြီးတော့အိုင်ယာလန်နိုင်ငံဒဗလင်မြို့မှာရှိတဲ့သူ့ရဲ့နေအိမ်မှာဒီပကြီးကားတွေကိုချိတ်ဆွဲထားပါတယ်။မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီ။ဒီပကြီးကားတွေထဲမှာအာဆင်နယ်အသင်းကောင်းဆောင်ပက်ထရစ်ဗီယေရာနဲ့ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်နယူကာဆယ်အသင်းကောင်းဆောင်အလက်ရှီယာနဲ့ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်နောက်တစ်ချိန်အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နီးပြဖြစ်လာမဲ့စောက်ဂိတ်ကိုခရစ္စတယ်ဘဲလစ်ကစားသမားဘွားမှာတက်နှင်းခဲ့တဲ့ဖြစ်ရပ်တွေပါဝင်ပါတယ်ပကြီးစရာရှောင်းဟက်ကရိုင်ခိန်အနီးကပ်ဖြစ်ရပ်တွေသာမကဘဲနဲ့ခရစ္စတယ်ဘဲလစ်ပိသက်တွေကိုအရစ်ကန်ဒိုနာကန်ခဲ့တဲ့ဖြစ်ရပ်အီတလီနောက်ခံလူမာတာရာစီကိုပြင်သစ်ကန်ဝင်ကွင်းလယ်လူဇီဒန်ခေါင်းနဲ့တိုက်တဲ့ဖြစ်ရပ်ဥရုဂွေးတိုက်စစ်မှုစရက်စ်သွားနဲ့ကိုက်တဲ့ဖြစ်ရပ်တွေကိုလည်းပကြီးကားတွေဖြစ်ဖန်တီးသွားဖို့ရည်ရွယ်ထားကြောင်းပြောပြခဲ့ပါတယ်။အဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်။